Hello အားလုံးပဲမင်္ဂလာပါမိရဲ့နာမည်ကတော့တွဲလို့ခေါ်ပါတယ်ပေါ့နော်တွဲကအခုမှကိစ္စဆိုတော့ပေါ့နော်အကြောင်းမလို့တွဲကိုအားပေးကြပါအောင်လို့ပြောချင်ပါရှင်အခုကတော့တွဲကကတော့မှကိစ္စဆော့ပြပေးရပါယူရိုတောင်းဆိုတဲ့ခင်းကိုလည်းတွဲဆော့ပြပါမယ်ပေါ့နော်အခုကတော့ကတော့မှ3လောက်လိုက်လို့ပြေးနေဟိုက်ပေါ်ပါသူများကြိုက်လို့လိုက်တာမဟုတ်တဲ့ကရုံးမ3កောင်လိုက်လို့ပြေးတဲ့ခင်းလေးပါโอเคခုကတော့အပေါ်ရောက်ပါပေါ့နော်ပြီးတော့ဘယ်လမ်းကိုဆက်သွားမလဲမသိဘူးရှေ့ရလမ်းလားမသိဘူးရှေ့မှာတလန်းသေးဟာလိုက်မလောက်ချင်နော်တော်ပဲနော်ဒီနားလေးမအောင်လက်ကဟာရှော့ဘလို့လို့ရှော့သွားလဲโอเคခေါ်တက်ပြန်ရှင်းတော့ကတော့မိုင်လိုက်လို့ပြေးနေရပြီကျွန်တော် sorry လိုက်လို့ပြေးနေရတာမဟုတ်ဘူးကတော့မလိုက်လို့ပြေးနေဒီဘက်တမ်းမလားမသိဘူးဘယ်လိုတော့မလဲဒီအောက်မှာလဲရှေ့ဒီတိုင်းတော့ကြည့်လိုက်ဒါလည်းအကောင်ပဲငါရုပ်ထွေးတယ်ဒါအဲ့ဆိုရွှေလည်းမရွှေဘူးနော်ပြန်တော့ကြည့်အောင်မယ်လေကရုံးမှတုံးကောင်းမလီညီးတာဒီလိုမျိုးကြီးကြောက်လဲကရုံးမတွေโอเคဒီဘက်မှာလမ်းပြထားဘေးလိုက်သွားလို့ရလားမသိဘေးလိုက်သွားကြည့်မယ်ဒီတော့သူဒီနားလေးလည်းမလာဘူးโอเคဘေးလိုက်သွားကြည့်မယ်ဟာဘေးလိုက်သွားကြည့်ရတယ်ဒီနေ့မှဘာမှလည်းမရှိဘူးလေရမနေ့ဒီကိမဆော့တတ်တော့ရှာI found it ဒီမှာတွေ့ပြီကရုံးမရဲ့ကြားထဲမှာ Okay ဟုတ်တယ် Okay ဒီမှာတော့အရှိမကရုံးမနှစ်ကောက်ရှိရဲ့နောက်ခံတန်နေရောနည်းနည်းလေးသိခံပြပါရှင် Okay ဒီညကတော့ကရုံးမမရှိဘူးထင်တယ်တွေ့လည်းမတွေ့အရေးရအောင်တွေ့ကရုံးမကြီးပဲဒါကြောဖမ်းနေဟာလိုက်ပြီးတော့ Okay ဒီညလေကဆင်းထင်တယ်ဒီကဆင်းက Okay ဘာမှမရှိဘူးတခြားတက်လို့ရတယ်ထင်တယ်အေးရှိမှချိုင်ဘာရောကရုံးမဟောကြည့် Bye bye straight to မှာပြန်တွေ့မယ်